အားလုံးပဲမင်္ဂလာပါမင်းငါကကျွန်တော်ပြောထားတဲ့အတိုင်းပဲဒီ site လေးကိုကျွန်တော်လာပြီးတော့ပြပေးတာပေါ့နော်ဒီ site လေးကဘယ်လောက်ပေးတယ်လဲဆိုရင်ဒီ2025ကနေပြီးတော့ဒီလက်ရှိ2026အထိပေးလာတယ်ပေါ့နော်တောက်လျှောက်ကြီးပေးလာတယ်အရင်ဆုံးကျွန်တော်တို့ဘယ်လိုမျိုးပေါင်းမလဲဆိုတော့ဒီ6နဲ့9နဲ့ပေါင်းလိုက်ပေါ့နော်6နဲ့9တော့ပေါင်းတော့9ကိုတကွင်း3 6ပေါ့နော်9ကိုတကွင်း shot 4 9 6နဲ့9 4တွဲရထားတယ်ပေါ့နော်နောက်တစ်ခါဒီ3လုံးပေါင်းလိုက်ပေါ့နော်ဒီ3လုံးပေါင်းလိုက်တော့4ပေါ့နော်4ကို9နဲ့ပေါင်း3ဒီမှာနော်ဒီမှာနော်ဒီ9နဲ့ထပ်ပေါင်း3ရတယ်3ရနဲ့ခတ်တီး9ဖြစ်တယ်35ပေါ့နော်နောက်ခါဘယ်လိုမျိုးဆက်ပေါင်းမလဲဆိုတော့ဒီ6နဲ့ဒီ8နဲ့ပေါင်းပေါ့နော်ထိတ်နဲ့နောက်ပိတ်နဲ့ပေါင်း6နဲ့8နဲ့ပေါင်း4ရနဲ့ခတ်တီးနဲ့4ကီထိသွားတယ်ပေါ့နော်ဒီမှာ9 4တွဲအဲကြောင့်မလို့1 4 5ဆိုပြီးတော့ပတ်လက်ပေးသွားတယ်ပေါ့နော်1 4 5ပတ်လက်ပေးသွားတယ်ဆက်သွားမယ်နေ့နဲ့9နဲ့ပေါင်းတော့ခွန်ကိုတကွင်း3 8ခွန်ကိုတကွင်း shot 6ခွန်6နဲ့ခွန်8အတွဲရထားတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ145ကို3လုံးပေါင်းလိုက်ပေါ့နော်145ပေါင်းလိုက်တော့3ညကို9နဲ့ပေါင်းတော့9ရတယ်9ရနဲ့ခတ်တီ6ဖြစ်တယ်96ပေါ့နော်96ရထားတယ်ပြီးတော့နောက်တစ်ခါဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ဆက်ပေါင်းလိုက်မယ်နင်းနဲ့9နဲ့ပေါင်းတော့ခွန်ရနဲ့ခတ်တီ3ညခွန်ရထားတယ်နော်ဒီခွန်ကီထိတော့ပြီး6ကီလည်းထိတော့ပြီးမလို့ဒီခွန်6ပေါ့နော်ခွန်6နှလုံးပါသွားပြီနော်နှလုံးပါတယ်ခွန်6မလို့ဒီတစ်လုံးပဲကျွန်တော်တို့ယူမယ်ပေါ့နော်ခွန်6ကိုဒီမှာခွန်3ည6ဆိုပြီးတော့3ညအလဲထိုင်ပြီးတော့ပြီးတော့ပတ်လက်ပေးလာတာများတယ်ပေါ့နော်နောက်ခါကျွန်တော်ဆက်ပေါင်းမယ်9နဲ့ခွန်ပေါင်းတော့6ကိုတကွင်း3ခွန်6ကိုတကွင်း shot 9ဒီ3လုံးပေါင်းလိုက်တော့3လုံးပေါင်းတော့3ဟုတ်တယ်ဒီ3လုံးပေါင်းတော့3ကိုဒီနှစ်နဲ့ထပ်ပေါင်းမယ်ပေါ့နော်3ကိုဒီနှစ်နဲ့ထပ်ပေါင်းတော့9ကျွန်တော်ပေါင်းပြန်ရေးထားတယ်နော်နားလည်ပေးပါနော်ဒီခုကျွန်တော်မားပြီးတော့ရေးသွားတယ်9ပေါ့နော်9ရနဲ့ခတ်တီ3တူပဲနော်တူပဲမားတော့တယ်ဆိုပေမဲ့တူပဲဗျ9ရနဲ့ခတ်တီ3ဖြစ်တယ်ကျွန်တော်ဒီထိတ်ကလေးနဲ့ဒီနောက်ပိတ်နဲ့ဆက်ပေါင်းမယ်ပေါ့နော်ခု9နဲ့6နဲ့ပေါင်းတော့9ပေါ့နော်ခုနနဲ့တူပဲ9ရနဲ့ခတ်တီ3ပေါ့နော်9 3ဒီမှာ9ပြီးထိတော့ပြီ9ပြီးထိတော့9ပါတာ65ကဒီမှာဆင်းသွားတယ်ပေါ့နော်ဒီမှာဒီကွက်ပြီးသွားတယ်963ဆိုတော့ပြီးသွားတယ်ပေါ့နော်နည်းနည်းအရှုပ်သွားလိမ့်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ကင်မရာလေးနည်းနည်းဝါနေနားလဲပြီးလို့နားလဲပြီးပါနော်ဒီနောက်တစ်ခါကျွန်တော်ဆက်သွားမယ်8နဲ့6နဲ့ပေါင်းတော့4ကိုတကွင်းတိုးတော့9ပေါ့နော်4ကိုတကွင်း shot 3ဒီ3လုံးပေါင်းလိုက်963 961 4ပြီးတော့ဒီ3ညနဲ့ထပ်ပေါင်းလိုက်4ပဲရတယ်ပေါ့နော်4ရနဲ့ခတ်တီနဲ့ဘေးဆောင်ထပ်ပေါင်းမယ်8နဲ့3နဲ့ထပ်ပေါင်းတော့1ပေါ့နော်ဒီထိတ်8နဲ့နောက်ပိတ်နဲ့3နဲ့ပေါင်းလိုက်တော့1ရနဲ့ခတ်တီ8ဖြစ်တယ်ဒီမှာပါလာလဲဆိုတော့4နဲ့ပေါ့နော်ဒီ4နဲ့ထိသွားတယ်4ကအတီးထိသွားတယ်ပေါ့နော်4 5နဲ့4 3 4 5နဲ့4 3ပေါ့နော်ဒီတပတ်ကြတော့နှလုံးရသွားတယ်ပေါ့နော်4 5လည်းလာတတ်တယ်4 3လည်းလာတတ်တယ်ဒါပေမဲ့သူက9 1 4ဒီမှာဒီတစ်လုံးထိသွားတော့ပေါ့နော်4 5ဒီထိတဲ့အကြောင်းမလို့ပေါ့နော်ဒီထိတာမလို့တေချာပေါက်လာကိုလာရမယ်ပေါ့နော်နောက်ခါဆက်သွားမယ်ဒီ6နဲ့1နဲ့ဒီ6နဲ့1နဲ့ပေါင်းလိုက်တော့ခွန်ပေါ့နော်ခွန်ကိုတကွင်းတော့ရှစ်ခွန်ကိုတကွင်း shot 6ခွန်ရှစ်နဲ့ခွန်6ရတယ်ခွန်ရှစ်နဲ့ခွန်6ဒီ3လုံးပေါင်းလိုက်9 1 1 4 3ညနဲ့ပေါင်းတော့ခွန်ရဲနဲ့ခတ်တီ3ညနည်းနည်းတော့ရှုပ်မယ်ပေါ့နော်ဒီနောက်ပိတ်နဲ့ဒီထိတ်နဲ့နောက်ပိတ်နဲ့ဆက်ပေါင်းမယ်ပေါ့နော်ထိတ်နဲ့နောက်ပိတ်နဲ့ဆက်ပေါင်းမယ်6နဲ့4နဲ့ပေါင်းလိုက်ပေါ့နော်6နဲ့4နဲ့ပေါင်းတော့3ညပေါ့နော်တူပဲဒါလည်းခွန်ပဲရတယ်ပေါ့နော်ခွန်ကီးထိသွားပြီနော်ခွန်ကီးထိတော့ခွန်6ခွန်8နှလုံးရထားတယ်ပေါ့နော်ဒီတစ်ပတ်ဒါပေမဲ့သူလည်းဒီခွန်8ပဲပေးသွားတယ်ဒီခွန်6မပေးဘူးနော်ခွန်8ပေးသွားတယ်နော်ဒီမှာ3ချက်ခွန်ဆိုပြီးတော့ပတ်လိုက်ပေးသွားတယ်ပေးတယ်ပေါ့နော်ပေးမလို့ဘူးဒီကောင်လေးကနောက်ဆက်ကျွန်တော်တို့ဆက်သွားမယ်ခွန်နဲ့ပေါင်းတော့4ကိုတကွင်းတိုးတော့9ပေါ့နော်4ကိုတကွင်း shot 3 4 5 4 3ပေါ့နော်4 5 4 3ရတယ်နောက်ခါကျွန်တော်တို့ဒီ3လုံးကိုထပ်ပေါင်းလိုက်မယ်3နဲ့ခွန်တော့ပေါင်းတော့3ည8နဲ့ပေါင်းတော့16ပေါ့နော်6ရဲ့နှခတ်တီ6ရဲ့နှခတ်9ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ဆက်ပြီးတော့ပေါင်းပေးမယ်နော်ခွန်ပေါင်းလိုက်4ပေါ့နော်4ကီထိတော့ပြီနော်4ရဲ့နှခတ်တီနဲ့4ကီထိတော့ပြီနော်ဒီမှာနော်
လေးငါနဲ့လေးသုံးပေါ့နော်ဒါပေမဲ့လေးငါကြီးပေးသွားတယ်ဒီတစ်ခါလဲဒီအရင်လာတဲ့ကနန်းပဲသူပေးသွားတယ်ပေါ့နော်လေးငါတေချာပေါက်လာကိုလာရမယ်ပေါ့နော်လာပြီနော်ဒီတစ်ပတ်အတွေ့လာပြီဒီမှာနစ်နဲ့ပေါင်းလိုက်တော့3ကိုတကွင်း3 4 3 4 3ကိုတကွင်း shot နစ်3နဲ့3 4 3 4 3နဲ့အတွေ့ရထားတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီ3လုံးထပ်ပေါင်းလိုက်မယ်4ကို4နဲ့9တော့ပေါင်းတော့3နဲ့5နဲ့ပေါင်းလိုက်တော့8ကိုဒီခုနဲ့ထပ်ပေါင်းလိုက်မယ်8နဲ့ခုနဲ့ပေါင်း5ပေါ့နော်5ရဲ့ပေါ့က5ရဲ့နဲ့ခတ်တီ3ပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဒီထိတ်နဲ့ဒီနောက်ပဲနဲ့ဆက်ပေါင်းမယ်2နဲ့5နဲ့ပေါင်းလိုက်တော့2နဲ့5နဲ့ပေါင်းတော့ခွန်ပေါ့နော်ခွန်ရဲ့နဲ့ခတ်တီ3ညခွန်ကမထိဘူးခွန်နှက်ခတ်မထိဘူးဒါခွန်နှက်ခတ်မထိဘူး3ခွန်ကြီးမထိဘူး3ညကြီးမထိဘူး5ကြီးမထိဘူး3ကြီးထိသွားတယ်လာကိုလာမှာဒီတပတ်တေချာပေါက်လာကိုလာရမယ်ပေါ့နော်69ရခိုင်လုံးလာကိုလာမယ်ပေါ့နော်ဒီ3တော့ဒီ3နဲ့တူပဲပေါ့နော်ဒီလုံးဒီလိုမျိုးနှလုံးဒီလိုမျိုးနှလုံးရသွားပြီဆိုရင် तू ကအရင်ပတ်တွေကြည့်ရမယ်ဆိုရင် तू ကအထိတ်အရင်လာတဲ့ကနာပဲပေးသွားတယ်အရင်လာတဲ့ကနာဆိုတော့3 4တော့ကျွန်တော်ဒီပတ်တော့တိတ်မကြိုက်ဘူးဘာလို့လဲဆိုတော့4ကလာတာများတော့ပြီဒီမှာတစ်ခါလာတယ်တစ်ခါနှစ်ခါ3ခါ4ခါ4အားနေတယ်ပေါ့နော်ဒီပတ်4အားနေတယ်ဒါကြောင့်မလို့4မလာနိုင်ဘူးပေါ့နော်ဒီတပတ်တော့ထိုးရမယ်ကနန်းကတော့3နှစ်ခွန်း3နှစ်3ည3လေးခွန်း3လေး3ညပဲပေါ့နော်ကနန်းကတော့ဒီတော့ပဲရှိတယ်ဒါပေမဲ့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲ4ကလာတာများတော့ပြီဒီနှလုံးမလာနိုင်တော့လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီနှလုံးမလာနိုင်တော့ကျွန်တော်ထင်တာကတော့ဒီနှလုံးပဲပေါ့နော်ဒီနှလုံးကိုကျွန်တော်တို့ break နဲ့တေချာချုပ်ကြည့်လိုက်မယ်ပေါ့နော်ဒီ break လည်းနောက်တစ်ခါကျရင်ကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့ဒီ break စနစ်လည်းဒီအပေါ်ကကနန်းလိုပဲတောက်လျှောက်ရေးပေးတာလေပေါ့နော်မှန်ကုန်မှန်တယ်ဒီ break ကိုဘယ်လိုတွဲမလဲဆိုတော့ဒီဘေးဆောင်အလဲထိုင်နဲ့နောက်ပိတ်ပေါင်းလိုက်ပေါ့နော်ဒီအလဲထိုင်၄နဲ့ခုနဲ့ပေါင်းတော့တက်ကိုတကွင်း shot တုံညရဲ့ပေါ့ပါငါတက်တုံညငါဒါ break ပေါ့နော် break 3နဲ့ခွန်း3ခွန်းတုံညnet ဒါမလာနိုင်ဘူးပေါ့နော်ဒီတလုံးမလာနိုင်ဘူးတော့ကျွန်တော်ထင်တယ်3နဲ့တုံည5နဲ့တုံညပေါင်း5ဒါ break ထိတယ်ပေါ့နော်3နဲ့ခွန်းအာလိုက်ပေါ့နော်3နဲ့တုံညအာပေါ့နော်ကဲဒီတစ်ပိုက်တော့ဒီလောက်ပဲပေါ့နော်နောက်တစ်ပတ်ကျရင်ကျွန်တော် break ဘယ်လိုကြည့်ရလဲဆိုတာကျွန်တော်လာပြီးတော့ပြပေးမယ်ကြိုက်တဲ့လူတွေစောင့်ကြည့်လို့ရပါတယ်ဗျโอเคအားလုံးပဲမင်္ဂလာပါကုလပါနော်